music theory မှာမသိမဖြစ်တည်တဲ့ပထမဆုံးအခြေခံတွေဖြစ်တဲ့ music stands တွေ notes တွေကိုကျွန်တော်အစားဆုံးမိတ်ဆက်ပေးပါမယ် the step line step line မှာ line 5ချောင်းရှိတယ် space အနေနဲ့4ခုရှိမယ်ပထမပုံတော့ထူးခြားမရှိဘူးဒုတိယပုံသွားရအောင်ဒုတိယပုံမှာကအလယ်မှာတားထားတဲ့ line လေး block လုပ်ထားတဲ့ line လေးကို bar line လို့ခေါ်တယ်အကွက်အနေနဲ့နှစ်ကွက်ဖြစ်သွားတဲ့အတွက် music stand yes first measure second measure ဆိုပြီးခေါ်တယ်နောက်ဆုံးမှာတော့ block လုပ်ထားတဲ့ line လေးနှစ် line အောင်တွေ့မယ်အဲ့ဒါလေးကိုကျွန်တော် music stand ya fine bar line လို့ခေါ်တယ်အားလုံးသချင်းတွေပြီးသွားပြီဆိုရင်တော့ fine ဆိုပြီးရေးတတ်တယ်ဗျအဲ့ဆိုင်လေးရှိပါတယ် okay တတိယတစ်ပုံသွားအောင်တတိယတစ်ပုံကတော့ကျွန်တော်တို့ဒီမှာ3 measure နောက်ဆုံးမှာ final bar line ရဲ့အလယ်မှာကျွန်တော် repeat sign ဆိုပြီးရေးထားတယ်ဒါကဘယ်လိုမျိုးမှသုံးတတ်လဲဆိုတော့ဒီသုံးခွက်က notes တွေကကျွန်တော်ပြန်တီးဖို့လိုတယ်ဒါပေမဲ့ကျွန်တော်ပြန်မရေးချင်တော့ဘူးဆိုရင် repeat sign ပြလိုက်လို့ရှင်ဒီအစနဲ့ပြန်တီးအောင်မယ်အဲ့တော့ measure အနေနဲ့ 6 measure ဖြစ်သွားမယ်ဒီမှာလဲ signs တွေရဲ့အမှတ်အသားတွေကိုမှတ်ရမှာဖြစ်တယ်လို့သူတို့ရဲ့လှုပ်ဆောင်ချက်တွေကိုလည်းကျွန်တော်မှတ်သားသိချင်ပါတယ်နောက်တစ်ခုသွားရအောင်နောက်တစ်ခုကတော့ကျွန်တော်တို့ object အကြောင်းပြောမှာဖြစ်ပါတယ် object ကကျွန်တော် C4 to C5 ဟုတ်ပြီ C4 အနေရနေပြီးတော့ C5 အမြင့်ကိုသွားမယ်ဆိုရင် object တစ်ခုရှိတယ်ဆိုတော့သိစေချင်တာနောက် C5 ကနေပြီးတော့ C6 ကိုသွားမယ်ဆိုလို့ရှိရင်လည်း object တစ်ခုရှိတယ်ဆိုတော့ကျွန်တော်သိစေချင်တာပါဗျဒါကတော့ trade 2တော့မရှိဘူးကျွန်တော်တို့နောက်တစ်ပုံသွားရအောင်နောက်တစ်ပုံကတော့ဒီ step line အပြင်ရေးထားတဲ့ note တွေအပြင်ကျွန်တော်တို့အမြင့်တန်နေမလုံလောက်တော့ဘူးအနိမ့်တန်နေမလုံလောက်တော့ဘူးဆိုလို့ရှိရင် ledger line ကိုသုံးရမယ်ဒါမှကျွန်တော်တို့တိကျတဲ့ position တွေကိုကျွန်တော်ရေးလို့ရမယ်လို့ဖြစ်တဲ့အတွက်သူတို့ဒါကိုအသုံးပြုဖို့အတွက်ဒီ ledger line ဆိုတော့ train ထားတာဖြစ်တယ်အဲ့တော့အခေါ်အဝေါ်တွေလည်းသိအောင်ကျွန်တော်ပြောပြတာဖြစ်ပါတယ် okay နောက်တစ်ပုံသွားရအောင်နောက်တစ်ပုံကတော့ club တွေအကြောင်းကိုကျွန်တော်စပြောပြတော့မယ်အခြေခံကြတဲ့ club တွေပြောပြမယ်နောက်အခြေခံကြတဲ့ဟာတွေကိုကျွန်တော်အရင်ရေးထားမယ် okay ကျွန်တော် G club travel club အကြောင်းကျွန်တော်ရှင်းပြပါမယ်ဒီ club တစ်ခုမှာကျွန်တော်လိုအပ်တဲ့ note position တစ်ခုတော့ကျွန်တော်ရေးပေးထားတဲ့ position တွေကိုအဲ့တော့ G4 ကနေစပြီးတော့သူကစပြီးရစ်ပြီးဆွဲတာကြောင့် G club လို့ခေါ်တယ်တခြားအခေါ်အနေနဲ့ travel club ဆိုပြီးရှိတယ် okay နောက်တဲ့ Eto club C club လို့ဘာလို့ခေါ်လဲကျွန်တော်တို့ arrow hack လေးက middle C C4 စထိုးထားတယ်ထင်သာမြင်သာရှိတဲ့ C club လို့ခေါ်တယ် Eto club လို့ခေါ်တယ်ဒီမှာကျွန်တော် class စာရဲသိစေချင်တာတစ်ခုက travel class နဲ့ base club ကိုပြင်မှာချုပ်ထားတဲ့ပုံလေးကို brace လို့ခေါ်တယ်ဗျဒါလေးလည်းတစ်ခါလည်းသိအောင်လုပ်ထားပါသုံးပါတယ် study မှာရေးမယ်ဆိုလို့ရှင်ဟုတ်ပြီကျွန်တော်တို့ F club or base club အဲ့မှာဆိုလို့ရှင်လည်းကျွန်တော် F3 ကနေစပြီးတော့ overhead လေးကိုရပြီးဆွဲတယ်နောက်မှာ cycling နဲ့ဆက်ကဒီ F3 line ပုံမှာဆက်လေးချထားတယ်အဲကြောင့်မလို့ကျွန်တော်တို့ F club or base club လို့ခေါ်တယ်ကျွန်တော်တို့ကဒီအကျိုးအကြောင်းလေးနဲ့မှတ်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှတ်မိလွယ်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အဲကြောင့်မလို့ကျွန်တော်ဒီလိုမျိုးလေးရေးပေးထားတာပါနောက်တစ်ခုကတော့ကျွန်တော် travel class base club နော် Eto club ဒီမှာ club time မှာကျွန်တော် nose scale position တွေကိုကျွန်တော်ရေးပေးထားတယ် stem တွေ up and down ဘယ်အချိန်မှာလုပ်လဲဆိုတော့ကျွန်တော်အတီးတီးချာချာတီးတီးပတ်ပတ်ရေးပေးထားတယ်ဒီမှာကျွန်တော်တခါတည်းပြောချင်တာကကျွန်တော် travel club က C4 ကိုကြည့်လိုက်ပါနော်ကျွန်တော် C4 ကကျွန်တော်ရေးထားတဲ့ဟာကရေးထားတဲ့ stem ရဲ့အရှည်က object တစ်ခုသာရှိရမယ်အဲ့တော့ C4 ရဲ့ stem က C5 လောက်ထိဒီ stem ရဲ့အရှည်ကိုကျွန်တော်ရေးစေချင်တယ်ပေါ့နော်ဒါကတော့ကျွန်တော် manuscript ဖြစ်ပြင်မဲ့လေဒီကောင်က standard ထားပြီးရေးထားတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒါလေးကိုတစ်လက်စာထည့်ပြောလိုက်တာပါကျွန်